အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောင်းချပေးမယ့်ပစ္စည်းလေးကတော့တိုးမွေးပဲလေးပဲဖြစ်ပါတယ်ဟုတ်ပါတယ်တိုးမွေးပဲလေးကိုဒီနေ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ကိုပိုင် brand ကိုပိုင် collection ဖြစ်တဲ့အတွက် PC quality ဘိုင်းကတော့လုံးဝစိတ်ပူစရာမလိုပါဘူးအတွင်းလေးရောအပြင်လေးရောတေချာပြုလုပ်ပေးထားတဲ့အတွက်ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးနိုင်ပါတယ်ဒါလေးကတော့ကျိုးအရှိန်နဲ့လွယ်ချင်သူများအတွက်ကျိုးအရှိန်ပေါ့နော်အတူနဲ့ဝတ်ချင်သူများအတွက်လည်းအတူလုပ်လို့ရတယ်ပေါ့နော်ဒါလေးကတော့အတူလေးပါအတူနဲ့လွယ်ခြင်းနဲ့ဘေးဆောင်လွယ်ခြင်းနဲ့သူများအတွက်အတူလုပ်လို့ရတယ်နော်ဟုတ်ပါတယ်ဒီပဲလေးကိုရောင်းချပေးမယ်ဈေးနှုန်းလေးကတော့3800နဲ့ရောင်းချပေးမှာပါဟုတ်ပါတယ်နားကြမမပါဘူးလုံးဝနားကြမမအောင်3800ကျပ်နဲ့ရောင်းချပေးမှာ3800ကျပ်ဆိုတာတိုးမွေးဖို့တော့မရှိဘူးပေါ့နော်လုံးဝတာမတန်မှန်တော့မာတို့နောက်မှမရလိုက်ဘူးဆိုပြီးတော့မငိုကြပါနဲ့နော်အခုပဲယူမယ်ဆို high ပေးလိုက်နော်အောက်ဘက်ကိုရောအပြင်ဘက်ကိုရောတစ်ခုလုံးကိုတိုးမွေးနဲ့ပဲထိုးပေးတာပါလုံးဝ PC quality ဘိုင်းကတော့လုံးဝစိတ်ချရတယ်ပေါ့နော်တန်အောင်ရောင်းတာပါမြန်အောင်ရောင်းတာလည်းမဟုတ်ရအောင်ရောင်းတာလည်းမဟုတ်တန်အောင်ရောင်းပေးတာပါအမတို့ယူမယ်ဆိုအခုချက်